ဒါကြောင့်မို့ကိုစုပါတင်ဆက်ထားတဲ့တက်ဆက်ကြီးနာမည်ကတော့ဟုတ်ကဲ့တော့ကမှတို့ငါတက်ဆိုဆိုပြီးတော့ကျွန်တော်ပါပဲခင်ဗျာအဲ့ဒါကျွန်တော်ပါပဲဟောဒီလိုမရောမှာလို့ဆိုအော်ဟိုကဒိတ်ကထိုးနေမှာလားနေပြီးကျွန်တော်တို့ဒီလိုနေတော့တယ်သူကြတော့အဲ့ချင်တယ်ကျွန်တော်နေရတယ်အားစီးပါလို့ဝယ်တော့ပါပြီးတော့တဲ့တယ်လို့ကြည့်တော့လည်းပိနေနေတာဝယ်စားလာလားပြီးတော့လည်းအကျဉ်းလေးတစ်ခုပဲလို့ဘယ်လိုပြောမလဲထိနေတာပြင်ပဲအိမ်တော်ပတ်စံကိုအိမ်ချုပ်ထိုးပေးလိုက်ပါလားပြီးတော့ဘိုးစားလေးအမားတို့လည်းစူးစာထားပြီးချတာပြင်မန်းတယ်အဲ့တော့တေသီးခူးတယ်လေခြေကောင်းလေးယူတယ်မိသမီးရုံးရကြည့်နေတာမင်းသားလည်းစီးသိမ့်လို့ရှင်ကြောင်းတဲ့ဆိုလေတဲ့တာပြီးပြီမင်းပြီးတဲ့ကတူတောင်းဆိုတယ်ဒါလေးဗိုင်ကြီးနဲ့ပြပြလို့ဘာပဲဘာဝင်ဘောင်းဝင်ဒီလိုမျိုးလာဘာဝင်ဟိုမှာအမကနာကိုပပလို့အကြမ်းလဲမင်းတဲ့နေဒီလိုဟုတ်ကဲ့လေလေးတော်လေနှလုံးသားဝင်လာမကပြပြတာပတ်စံလေးဒီလောက်ရကိုဖင်းနဲ့ပေါင်းမယ်ဒီဖီးရကျွန်တော်တို့နေတာစီးရတဲ့ဖီးရကြတယ်ချစ်ချင်းမြတ်တာလေးဘာလို့တော့မြတ်တာတရားလေးတကယ်ကိုကျွန်တော်မိသားစုရဲ့မြတ်တာလေးတကယ်ထူဖို့ပြတ်ပြရပါဘူးအဲ့ဒါလုံးတော်လာဒီလိုတော့ပါလားချင်းနေတာတွေဒီတဲ့ခိုင်နေအောင်လေပတ်စံကိုဒိတ်နဲ့မရှိဘူးလားစတာပလာနဲ့အသားနဲ့ခိုင်နေတယ်လားအဲ့ပူပြမခိုင်နေဘူးထော်တယ်နဲ့စကားရီပေါ်အမေရီတော့ပေါ်တာပဲဘယ်သူမှရီမလေးဒီကလည်းမမီမကောက်ဒီမှာလက်ဒီမှာကြာနေတယ်လွတ်တောက်စီနေထိုးလို့ရတယ်လေတော့ကအမားတို့တက်တာကိုကျွန်တော်စီစဉ်ထားပါတယ်အမားတို့တွေနော်အမားတို့တွေဒီမလာဘဲနဲ့စွတ်ချရအောင်ကျွန်တော်စီစဉ်ထားပါတယ်ဘာလို့စီစဉ်လဲပြောကိုယ့်ရဲ့တောင်ရှင်တော့ကေဗစ်စကန်လေးနဲ့ချုပ်ပေးပါမယ်နော်အဝေးကနေစကန်ရဖတ်လိုက်ပါဒီလိုဒီတက်ကတည်တယ်အရင်ချင်းတော့ကြည့်တော့အကျွေးဆက်ရမယ်ဆိုတော့နားလည်နေပတ်စံလေးဒီလောက်ရတယ်ဘယ်ကျတဲ့လဲအခုဒီမှာချဲရတာဟိုနောက်ကလူတွေမမီဘူးဆိုရင်အခုရဲ့ဖုန်းနံပါတ်ပြောပေးလိုက်ပါမယ်နောက်ကေဗစ်နံပါတ်ပါ39 424တောင်နေရာလေးရှိပါအဲ့ဒါမင်းဖုန်းနံပါတ်တော့တို့တော့ဒီလမ်းမှာလေးကျွန်တော်10ရောက်လောက်ပြီပြောလိုက်တဲ့စောင့်စကားလေးဆိုရှင်းနဲ့ပြောင်းမှစောက်ဘူးတော့ခင်းဘောပြီးနေကြတာဒီသားနဲ့တော့ကျွန်တော်ပြောတာပဲဒိတ်ကာသာစပါးနဲ့ပေါက်ကာသာပဲလိပဲမှာပါဆိုတော့အိုင်ပလက်တရှိဟုတ်လားကိုလည်းခါဆောင်ပါဘူးအေးဒါမတည်းတော့ဆိုင်ဘာလို့အိမ်မှာကောင်းမမအိမ်လို့ရတယ်တကောင်းမေးပြီးလာအိမ်ဘဝနေလေသူကလေဟိုနောက်တဲ့တကောင်းလောက်ဆိုင်ရင်ကဲကမအိမ်လို့ရတယ်အိမ်မှာရန်သူပြောတာပဲစိတ်မချရလေလားဟေးဟေးဘလို့ပြစ်တာလဲမင်းသမီးကဒူးရမ်းကဒီအဲ့မလေးမင်းတော့လုံးချင်တယ်အခုဒီမှာဒေတာမိုက်အခေါ်မှာမဖြစ်စကားတော်ရှိလူကြီးများခင်ဗျာဘာလဲရောမင်းသမီးဇာကြီးကိုအင်ဂျင်ဝယ်လေးပါလေးလဲပေးလိုက်ကြပါလေသူ့မှာတော်တော်လေးကိုရိုက်ခဲ့တယ်လေအဲ့ဒီကကျွန်တော်တောင်းဝင်လာပါကျွန်တော်ဘာကလေးပေးလိုက်ဟေဒီလေးရဲ့ရှင်မိုးစီမှာ3သိန်းကိုကြီးစီမှာ5သိန်းလက်ထဲမှာဟာကကနေငါပတ်စံကကြီးနေတယ်ကိုမိုးပြူစီမှာ9သိန်းဇော်ထိုး
စောက်ထိုးစီမှာအားလုံးပေါင်း9000ခွဲ ကိုရွှေယူလိုက်ကျွန်တော်စီကတော့ပြဲသွားပြီ ကိုပြပြစီမှာအားလုံးပေါင်း တာလုံးပြီးဘူး ဒီနာတော့ပြသွားပြီ အားလုံးစောက်တော့တော့ပတ်သက်မရှိရတဲ့ကားလေ အားဒီရပတ်ပါဝါပြီးတော့ ကဲခုချင်းစားပြီးတော့ကျွန်တော်တို့ဘာလို့လဲကြည့်လို့ခမင်းကြည့်ပြီးတော့ခဏခဏကြည့်တာရှာတယ်ဒါဆိုရင်းနဲ့ရဖြစ်တယ်ဆိုရှင်းဆိုရင်းနဲ့ရလို့အဲ့ဒါတဲလုံးနဲ့ချစ်စားဟိုအဲ့ကောင်မင်းကနေပြည့်တယ်ဘယ်လိုတိတ်ကြတယ်ဆောက်ဖို့ပြရတယ် အားလည်းအကုန်မကောင်းလို့ဒီတိုင်းရိုးနေတယ်လည်းဘယ်လို ဘာနဲ့ထထိုးလား မတိုးပါဘူးယောက်ျား ဒီဝတ်တာတန်နေလို့နဲ့ယောက်ျားပြောတယ် ယောက်ျားရယ် စောက်တယ်ပြန်တော့ ဒီကောင်အဲ့လိုလုပ်လို့ဝိုင်းရဲ့ဇက်ပြုတ်သွားပြီနောက်ဆိုကိုလည်းရုံးတော့ ငါတို့ပြုတ်ကြတယ် ငါတို့ရအခုမှ ငါပြုတ်ကြတယ်ပြုတ်ကြတယ်ရှင်မှုတတ်တယ် အဲ့ဒီလူလိုက်ပါတော့ဟောစကူအဲ့ဒီလူနဲ့အကြောင်း အောင်ကြဘူးဆိုတာအညွန့်တယ်လို့